Okay အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့ကဒီ Facebook page ပေါ့เนาะပုတ်တင်လာလို့ဆိုရင်ဒီလိုမျိုးအဝါရောင်နေခဏကျွန်တော်လာပြတယ်ပေါ့เนาะဒီကောင်ကဘာဖြစ်လဲကျွန်တော်ခဏလာမိတယ်ကျွန်တော်လည်းမအားလို့ပေါ့เนาะပြန်ဖြေလို့မအားဘူးပြီးတော့လို့ဆိုရင်ဗီဒီယိုလည်းကျွန်တော်တင်လို့အဆင်မပြေသေးဘူးပေါ့เนาะဘာလို့လဲဆိုတော့ကျွန်တော် OTT စီးနေရလို့ပေါ့เนาะဒီရက်ပိုင်းမှာ Okay ဒီလိုမျိုးအဝါရောင်ထိတာဘာကြောင့်ဖြစ်လဲပေါ့เนาะဒီကောင်ကဒီမျိုးအဝါရောင်ထိလို့ရှိရင်တော့အချက်5ချက်နဲ့မကိုက်ညီလို့ပေါ့နော်မကိုက်ညီလို့ရှိရင်ဒီလိုမျိုးအဝါရောင်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအဝါရောင်ဖြစ်ခဲ့လို့ရှိရင်တော့ဒီ view တွေကြားမယ်လူကြည့်တွေနည်းမယ်ပေါ့နော် Okay အဲ့ဒီအချက်5ချက်ကိုဘာအချက်တွေဖြစ်မလဲကျွန်တော်လည်းတစ်ချက်လိုက်ကြည့်ကြမယ်ပေါ့နော် Okay ပထမဆုံးကဒီ Facebook page တွေကိုတစ်ချက်ဝင်ရမယ်ပေါ့နော် Okay ဒီပြီးသွားလို့ရှိရင်ဒီ professional ကိုတစ်ချက်နှိပ်မယ်ပြီးသွားရင်ဒီမှာ contact စီးတယ်ပေါ့နော်အဲ့ဒီ contact ကိုတစ်ချက်နှိပ်မယ်ကျွန်တော်ဒီ video တစ်ပုဒ်ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော် Okay ဒီ video ကတော့contact quality မှာတော့လုံးဝစိမ့်နေတယ်ပေါ့နော်contact quality မှာစိမ့်နေတယ်အဲ့ဒီစိမ့်နေတဲ့နေရာမှာကျွန်တော်တစ်ချက်နှိပ်ကြည့်မယ် Okay ဒီနေရာရောက်လို့ရှိရင်တော့အချက်5ချက်စီးတယ်ပေါ့နော်ဒီ5ချက်ပါဘာဖြစ်လို့လဲအဲ့လိုမျိုးဟွာလို့ရှိရင်ဒီအချက်5ချက်နဲ့မကိုက်ညီဘူးပေါ့နော် Okay ပထမဆုံးကကျွန်တော်ဒီနံပါတ်1ပေါ့နော်နံပါတ်1ဒီစာကိုကျွန်တော်တစ်ချက်ပြောမယ်ပေါ့နော်ဒီနံပါတ်1ကသူရေးထားတာတော့ဒီဗီဒီယိုနဲ့ဓာတ်ပုံနဲ့ပေါ့နော်တကယ်လို့ဗီဒီယိုနဲ့ဓာတ်ပုံနဲ့မဟုတ်ဘူးကိုကစာတင်ခဲ့လို့ရှိရင်တော့သူကလုံးဝသူဝါနေမယ်ပေါ့နော်သူလုံးဝဝါနေမယ်အဲ့လိုမျိုးဝါတဲ့အချိန်ကြာလို့ရှိရင်တော့လူကြည့်နေမယ် reach ကြမယ်ပေါ့နော် view တွေနည်းမယ်ပေါ့နော်သူကအဲ့လိုမျိုးသွားပါလေ Okay ဒီနံပါတ်2နေရာမှာကျတော့သူက conversion ပေါ့နော်conversion ကြတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီ video တွေတင်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ခေါင်းစဉ်တက်ရတယ်ပေါ့နော်အဲ့ဒီခေါင်းစဉ်မှာကျွန်တော်တို့အသေးပုံလို့ဘာမှမထဲတာတို့ပြီးတော့လို့ရှိရင်ပေါ့နော်တခြားဒီစတစ်ကာလေးတွေထဲတာလို့ဆိုရင်သူဟွာပါတယ် Okay ပါပြီးသွားရင်နံပါတ်3မှာနံပါတ်3မှာဗာလဲဆိုရင်သူများတချင်းယူသုံးတာတို့ဒီနာမည်ကြီးရဲ့တချင်းယူသုံးတာတို့ပြီးသွားရင် right ထဲထားတဲ့တချင်းယူသုံးတာလို့ဆိုရင်တော့ဒီမှာပေါ့နော်သူရဲ့သတ်မှတ်ထားတဲ့အချက်နဲ့မကိုက်ညီလို့ဆိုရင်သူဟွာပါတယ် Okay ပါပြီးသွားလို့ဆိုရင်ဒီနံပါတ်4ပေါ့နော်နံပါတ်4ကဗာလဲဆိုရင်နံပါတ်4က ratio ပေါ့နော်ratio ကဗာလဲဆိုရင်တော့ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီမှာray ပေါ့နော်အဲ့ဒီ ray ကိုတစ်ချက်ကျွန်တော်တို့နှိပ်လိုက်မယ် Okay ray ကိုကျွန်တော်တို့နှိပ်တဲ့ချိန်ချလို့ဆိုရင်16အချိုးဒီကောင်ကဘယ်လိုပြောမလဲ9အချိုး16ပေါ့နော်ဒီကောင်9အချိုး16ကဘယ်လိုလဲဆိုတော့ဒီဗီဒီယိုတစ်ပုဒ်ကအစီကြီးပေါ့နော်ဒီမျိုးအစီကြီးသူကဒီ9အချိုး16ကြတော့ဒီဘယ်လိုပြောမလဲဒါကတော့ ray ထဲမှာတင်ရမယ့်ဗီဒီယိုပေါ့နော် Okay ကိုကဒီ ray ထဲမှာတင်တဲ့ဗီဒီယိုကို16အချိုးပေါ့နော်ဒီ ray မှာတင်တဲ့ဗီဒီယိုကိုဒီ16အချိုးကိုကတင်လိုက်လို့ရှိရင်တော့အခုနကတမချမ်းနဲ့မကိုက်ညီဘူးပေါ့နော်သူဝါနေမယ်ပေါ့နော်ဗီဒီယိုကဘယ်လိုပြောမလဲ ray တင်တဲ့နေရာမှာကျွန်တော်တို့ဒီပုံမှန်ဗီဒီယိုသွားတင်လိုက်ပေါ့နော်တေးလေးပေါ့နော်ကျွန်တော်တို့သွားတင်လိုက်လို့ရှိရင်တော့လုံးဝဝါနေမယ်ပေါ့နော်ဒါက ray တင်တဲ့ဗီဒီယိုဆိုရင်တော့ဒီလိုမျိုးဗီဒီယိုအစီလေးကိုတင်ရမယ်ပေါ့နော်ဒီဗီဒီယိုအကြီးပါကြတော့ပုံမှန်ပဲဒီဗီဒီယိုတေးလေးပေါ့နော်ဗီဒီယိုတေးလေးဒီ16အချိုးကိုတင်ပါအဲ့ဒါဆိုရင်တော့အဆင်ပြေမယ်ပေါ့နော် Okayပြီးသွားလို့ရှိရင်ဒီအောက်ဆုံးတစ်ခုစီးတယ်ပေါ့နော်ဒီနံပါတ်5မှာဒါတော့ ray တွေတင်တဲ့နေရာမှာတသက်မယ်နော်ဒီအဟာဒီအကုန်လုံးက ray မှာတင်လို့သူကဝါတာနော်တခြားဟာဒီမဟုတ်နော်ဒါတော့ဒီဘယ်လိုပြောမလဲဒီ ray မှာကိုကတင်လိုက်လို့ရှိရင်အမျိုးပေါ့နော်ဒီဘယ်လိုပြောမလဲဒီဒါကြတော့သူက ray အတွက်ပဲပေါ့နော်ဒီဘယ်လိုပြောမလဲဒီ ray ဗီဒီယိုတွေတင်တဲ့အချိန်ကြလို့ဆိုရင် မစီတာတို့သူများတချင်းယူသုံးတာတို့ray ဆိုမမှန်တာတို့အမျိုးပေါ့နော်အဲ့ဒါဆိုရင်တော့သူဝါနေမယ်ပေါ့နော် Okay ပြီးသွားလို့ဆိုရင်ဒီ
အမကြိုက်ဘူးကြိုက်ပြပိတ်ပါ